လောကမှာအဆုံးမကင်းပြီးလိမ်မာတဲ့သူတယောက်မှမရှိဘူးတဲ့အဲ့ဒီအဆုံးအမထဲမှာလည်းမြတ်စွာဘုရားရှင်ရဲ့အဆုံးအမမှသာလျှင်ပြည့်စုံတယ်မြတ်စွာဘုရားရဲ့အဆုံးအမမှာပြည့်စုံတယ်ဘာဖြစ်လို့လဲမြတ်စွာဘုရားရှင်ကိလေသာကင်းတော့ကိလေသာကင်းတဲ့ဖြစ်တဲ့ discrimination မရှိတော့ဘူးဗတ်လိုက်တာမရှိတော့ virus မဖြစ်တော့ခွဲခြားတာမရှိတော့ရှင်ဒေဝရအပေါ်နဲ့နာလာဂရိစင်အပေါ်နဲ့သားတော်ရာဟုလာပေါ်နဲ့တသားတဲ့ချစ်တယ်ဘယ်လိုစဉ်းစားလို့တော့မရနော်ဟိုသူ့ကြောင်ပေါင်းနဲ့တွန်းချတယ် reef မရင်းမှုနဲ့ဘုရားနှစ်ခါဆွဲခံဘုန်းတို့တာမန်လူမပြောနဲ့နော်သုံးသတိပရမတ်ကိုမရင်းချင်းတက်ဖြတ်ပါတယ်ဆိုပြီးတော့ဆွဲတယ်ဇေသမနာလည်းသူကိုယ်ရမှာပြစ်ထားခဲ့ပါတယ်ဆိုပြီးဆွဲတယ်comment နေမှာတော့ကိုပြောတဲ့ကောသံမီသွားတဲ့အခါမာဂန္ဒီကလူငှပြီး9ရက်သေးခိုင်းတယ်9800တို့ဘာလို့ဆိုအခုနောက်မှမဟုတ်ဟိုတော့နဲ့ရှိတယ်လူငှပြီးသေးခိုင်းတာညိုတဲ့တော့မရောက်သေးဘူးဆဲမဲ့သူတွေအရင်ကြိုးရောက်ဆဲလိုက်တာမိုးကုံမုံလို့ဘုရားရှင်လည်းတီးခံပါလေ